အားလုံးပဲမင်္ဂလာပါရှိုင်းကကင်းရှိုးကနေပြီးတော့ဘယ်နဲ့ကြည့်လိုက်ပါလဲဒီနေ့မှာကျွန်တော်ချက်သားတုပ်လုပ်တော့မှာဖြစ်ပါတယ်ဒီနောက်ယူစီရတဲ့ချက်သားတွေကိုကျွန်တော်စားထည့်ပါမယ်ပဲငပြာကြီးအကြီးနဲ့ငါးငပြာကြီးကိုထည့်ပါမယ်နည်းပွင့်ထည့်ပါမယ်ပြီးတော့ရောင်ကြီးကောင်းမှုအနေနဲ့ထည့်ပါမယ်ပြီးတော့ရင်တော့အားလုံးသမအောင်နေလိုက်ပါမယ်ပြီးတော့ကျွန်တော်ချက်သားကိုရင်းနှီးစုနဲ့စားပြီးပြုတ်ပါမယ်ချက်သားပြုတ်နေတဲ့အချိန်မှာကျွန်တော်ကော်ဖီတိပါလှီထားပါမယ်ပြီးတော့နန်းနန်းမင်းနဲ့ထပ်ပြီးတော့ပါလှီပါမယ်ပြီးတော့ရင်တော့ထပ်ပြီးတော့ခွားလေးထပ်ပြီးလှီပါမယ်အခုဆိုချက်သားပြုတ်ထားနေကြပြီဆိုတော့ကျွန်တော်ချက်သားတွေကိုဆယ်လိုက်ပါမယ်ဒီနေရာမှာခင်းကြီးတွေကိုလည်းထည့်ပြီးတော့ပြုတ်ထားတာဖြစ်ပါတယ်ခင်းကြီးတွေကလည်းလိုအပ်မှာဖြစ်ပါတယ်ဒီနေ့ရုပ်စုံထဲမှာချက်သွန်းဖြူပဲငီးသီးစိမ့်ရထည့်ပြီးတော့ရင်ထောင်းမှာဖြစ်ပါတယ်ပြီးတော့နောက်ခုနကပြုတ်ထားတယ်ကျွန်တော်ခင်းကြီးတွေကိုထည့်ပြီးထောင်းမှာဖြစ်ပါတယ်ဒီမှာခင်းကြီးတွေကကျွန်တော်ခွန်ခွာပြီးသားဖြစ်ပါတယ်စင်းနေတဲ့ခါမှာကျွန်တော်ခင်းကြီးတွေထောင်းရတာကိုကျွန်တော်ကပ်ပြီးအောင်ပကန်းထည့်ထားပါမယ်ပြီးတော့နောက်ကချက်သားတွေကိုကျွန်တော်အရေကုန်ခွာပြီးတော့ကျွန်တော်အသားတွေကိုနှောပါမယ်အနေတော်ရွယ်လေးပဲကျွန်တော်နှောထားပြပါတယ်အရင်ကြီးလည်းမကောင်းဘူးလို့ရန်သိနေမကောင်းပါဘူးအားလုံး ready ဖြစ်ပါပြီချက်သားရဲ့ကိုဘီရဲ့သခွားလေးရဲ့နန်းနန်းပင်ရဲ့ကျွန်တော်ချက်သွင်းဖြူကလေးလေးရဲ့ချင်းကြီးချောင်းထားတယ်ကျွန်တော်အားလုံးစနေဖြစ်ပါပြီကျွန်တော်စပြီးတော့တက်တုပ်ဖို့အတွက်စလုပ်လိုက်ပါမယ်အရင်ဆုံးကျွန်တော်သခွားလေးထည့်ပါမယ်ကိုဘီထည့်ပါမယ်ချက်သားထည့်ပါမယ်ပြီးတော့ရင်ခုနကထောင်းထားတဲ့ခင်းကြီးလေးနဲ့ညီဒီစိမ့်ချက်တွေကိုထည့်ပါမယ်ပြီးတော့နန်းနန်းပင်ထည့်ပါမယ်ပြီးတော့ရင်တော့ကျွန်တော်ထပ်ပြီးတော့ငပြာကြီးအနေငယ်ထပ်ထည့်ပါမယ်ယူဒီမုံတစုံထည့်ပါမယ်ပြီးရင်တော့ပဲစီလေးနည်းနည်းထည့်ပါမယ်စပြီးနေလိုက်ပါတော့မယ်အဝင်ပစ္စည်းတွေအလုံးစုံသွားပြီဖြစ်တဲ့အတွက်ကျွန်တော်စပြီးတော့နေလိုက်ပါပြီ
ကျွန်တော်တို့ဒါဆိုရင်တော့ perfect ဖြစ်ပါပြီပေါ့နော်ကျွန်တော်နည်းတုပ်ဆန်းနေကြချက်သားတုပ် style ဖြစ်ပါတယ်ဒါတကယ်ကြီးတွေကိုပြန်ပြီးတော့ sharing ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်မှလည်းသချင်းလေးကိုဆက်ပြီးတော့အားပေးကြပါဦးတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်